တောထဲတွင်ရက်ဆက်ကြမ်းကြုတ်သောချင်းသေးတစ်ကောင်နေထိုင်သည့်နေ့စဉ်သူသည်တိရစ္ဆာန်များစွာကိုတပ်ဖြတ်စားတောက်လေးရှိသည်အခြားတိရစ္ဆာန်များသည်ချင်းသေးကသူတို့အားလုံးကိုတပ်မီကိုစိုးရိမ်ကြောင်ကြလျက်ရှိသည်တိရစ္ဆာန်များကချင်းသေးအားဆေးဆက်ညှိနှိုင်းကြပါစို့အကယ်၍တင်ဟာတစ်နေ့ကိုတိရစ္ဆာန်တစ်ကောင်သာစားမယ်လို့ဂရုပြုမယ်ဆိုရင်ကျွန်ုပ်တို့တွေကတစ်ကောင်ဟာနေ့စဉ်တင့်စီလာပေးပါမယ်ဒါဆိုရင်တင်ဟာကျွန်ုပ်တို့ကိုလိုက်လံအမဲလိုက်တပ်ဖြတ်ရန်မလိုတော့ပါဘူးဟုပြောကြသည်ထိုအကြံသည်ချင်းသေးအတွက်ကောင်းစွာစဉ်းစားထားသည့်အကြံပုံရသဖြင့်သူသဘောတူခဲ့တော်လဲတင်တို့ဟာနေ့စဉ်မလာခဲ့ရင်နောက်နေ့မှာတင်တို့အားလုံးကိုငါတတ်မယ်လို့ဂရုပြုတယ်ဟုလည်းထပ်လောင်းပြောခဲ့သည်ထိုနေ့မှစ၍နေ့စဉ်တိရစ္ဆာန်တစ်ကောင်သည်ချင်းသေးစားတောက်နိုင်ရန်ချင်းသေးထံသို့တွားရောက်ခဲ့သည်ထိုအခါအခြားတိရစ္ဆာန်အားလုံးဘေးကင်းလုံခြုံကြသည်နောက်ဆုံးတွင်ချင်းသေးထံသို့တွားရမည့်အလှည့်ယုံတို့ရောက်လာသည်ထိုနေ့တွင်ယုံသည်အလွန်နှေးကွေးစွာသွားခဲ့သဖြင့်ယုံနောက်ဆုံးရောက်လာသောအခါချင်းသေးသည်အလွန်ဒေါသထွက်နေခဲ့သည်ချင်းသေးကဒေါသထွက်ပြီးဘာကြောင့်နောက်ကျတာလဲဟုမေးမြန်းခဲ့သည်ကျွန်ုပ်ဟာတောရဲကအခြားချင်းသေးတစ်ကောင်စီကပုံအောင်နေရတယ်ထိုချင်းသေးကသူဟာဘယင်လို့ပြောတော့ကျွန်ုပ်ကြောက်လန့်သွားတယ်ဟုယုံကပြန်ပြောခဲ့သည်ချင်းသေးကယုံအားဒီမှာဘယင်ဆိုတာငါတစ်ကောင်ပဲရှိတယ်ငါ့ကိုအဲ့ဒီအခြားချင်းသေးစီခေါ်သွားပါငါသူ့ကိုတက်ပစ်မယ်ဟုပြောခဲ့သည်ယုံကကျွန်ုပ်သည်သူနေထိုင်ရာနေရာကိုတင့်အားပြသရန်ဝမ်းသာပါတယ်ဟုပြန်လည်ဖြေကြားခဲ့သည်ယုံသည်ချင်းသေးကိုတောလေရှိရေတွင်းဟောင်းတွင်စီသို့ခေါ်ဆောင်သွားခဲ့သည်ထိုရေတွင်းသည်အောက်ခြေတွင်ရေပြည့်နေပြီးအလွန်နဲ့ဆိုင်လာသည်ယုံကချင်းသေးအားဒီထဲမှာကြည်ပါလားချင်းသေးကအောက်ခြေမှာနေတယ်ဟုပြောခဲ့သည်ချင်းသေးသည်ရေတွင်းထဲသို့ငုံကြည့်သောအခါရေထဲတွင်သူ၏ကိုယ်ပိုင်မျက်နှာကိုမြင်တွေ့ခဲ့ရသည်ထိုအရာသည်အခြားချင်းသေးဖြစ်သည်ဟုသူထင်မှတ်ခဲ့သည်ခဏအချိန်မျှပင်မဆောင်ဘဲချင်းသေးသည်အခြားချင်းသေးကိုတိုက်ခိုက်ရန်ရေတွင်းထဲသို့ခုန်ချခဲ့သည်သူသည်နောက်တစ်ဖန်ပြန်မထွက်လာတော့ပေတောရဲရှိအခြားတိရစ္ဆာန်အားလုံးသည်ယုံ၏လိမ္မာပါးနှက်သောလှဲ့ကွက်အတွက်အလွန်ကျေနပ်ဝမ်းမြောက်ကြသည်ယုံရဲ့ပါးနှက်မှုကြောင့်ကျန်တဲ့တိရစ္ဆာန်တွေအသက်ချမ်းသာသွားတော့တာပေါ့ကဲပုံပြင်လေးကတော့ဒါပါပဲကွယ်ကလေးတို့လည်းယုံလေးလိုအသက်ဘေးနဲ့ကြုံလာရင်ညံကိုလွှာပြီးတုံးတက်ကြပါစေလို့ပြောကြရင်ပုံပြင်လေးကိုမိကုံးချုပ်လိုက်ရပါတယ်ကွယ်